သမုဒိထဝိသေသဒောရသစ္စာသဟတကေသစ္စာတရသဟတာနိနမမိသီရသမဟံအဘဂဝလုကကိင္ကနန္တနိဗ္ဗုဒ္ဓဇိနာတေတန္တမစ္ဆသံကိစ္ဆာအာတရေနနမမဟံနမကာရနုဘဝေနဟိတဝသဗ္ဗေဥပဒဝေအနိကအန္တရာယာပိဝိနတန္တုအတိတသောအရဟံဘဟိအန္တာဇယံသူကတံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘူပါတမံယမကံဒုက္ခဒံတရဏံပဏမာမိဇိနံဒီဝါတဝတိအာဒေသောရတ္တိမဘာတိသန္တိမံတဏ္ဍတောခတ္တိယောတဝတိသာယိတဝတိဗျမနောအထသဝမောရတိဘုဒ္ဓောတဝတိဒေဇတံတာတိတံဒေဇတံဗန္နံဗုဒ္ဓံဝန္ဒာမိအာဒရံနမကာရနုဘဝေနာတဗေပုရန္တုသင်္ကပ္ပံတံပြန်တက်ရောက်စေသောအာနာစအလွန်ပြင်းထန်သည့်တရားမင်းတတ်ဆောက်ဂါထာတော်ဖြစ်ပါတယ်ဝေဒတာကုကုတာဒါဝေသာယတာဒတတယတာဝေဒတာကုကုတာဒါဝေသာယတာဒတတယတာသာသာဒီကုကုတိသာသာကုဒကုဘူဘူကုတကုဝေငါဘောမမလုံမောင်းထအိတ်တာပွားထုငါဤယံသူဟုသည်များတို့သည်သာဝေစွာရက်တို့တာလင်းစွာတာလျင်ကုပြေးစေကုန်သတည်းကုငါမကောင်းသဖြင့်ကြံကုန်သောသူတို့သည်သာမိမိအလိုလိုဒါကြံစည်းပြတ်သောအဖြစ်ဝေပြောက်စေကုန်သည်မိမိအပေါ်မကောင်းကြံသူမတရားအနိုင်ကျင့်သူလူများဆရာဆိုးများနတ်ဆိုးနတ်ယုတ်မာများကိုတံပြန်ဓံပြန်ထိခိုက်စေသောဂါထာဖြစ်တဲ့အတွက်ကြောင့်အလုံးဘေးရန်ခတ်သိမ်းကင်းငြိမ်းချမ်းသာကြပါစေအတ္တနာမေတ္တံမေခဝေနောဝါဂတောယံဘုပ္ပကမိနာတတကတံဇီဝိတာဝရောပိယအနုပကမိနာဘေခွေတတကတံပရိနိဗ္ဗာယန္တိ